မြန်မာတိုက်ခံတွေကပေါ်ထွက်လာမဲ့အခြေခံဥပဒေကိုကန့်ကွက်ကြလက်မခိုင်းနိုင်ကြောင်းပြောကြတာကိုကြားရတဲ့အခါ liberal အလွန်ကြလို့တမတော်ကယူထားမဲ့နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့အာဏာတချို့ကိုလက်မခံနိုင်လို့ကန့်ကွက်နေကြတာလို့ထင်ခဲ့ပါတယ်။ community ရဲ့ပြည်သူဒီမိုကရေစီဝါဒကြဆုံးပြီးနောက်ပိုင်းစံထားရတဲ့အနောက်နိုင်ငံတွေမှာကျင့်သုံးနေတဲ့ဒီမိုကရေစီမူတွေအရပေါ်ထွက်လာမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုစန့်ကျင်နေကြတာလို့ထင်ထားခဲ့ပါတယ်။သူတို့ကိုယ်တိုင်စံထားတဲ့အနောက်နိုင်ငံတွေမှာကျင့်သုံးနေတဲ့ဒီမိုကရေစီတွေကိုလည်းလုံးလုံးမလေ့လာခဲ့ကြဘူးလို့မထင်ခဲ့ပါဘူး။ Democratic မြန်မာအတန်ရဲ့အပတ်စဉ်တင်ဆက်နေတဲ့ပြင်ပဆောင်းပါးရှင်တိုင်းကျော်ရဲ့အတန်လွင့်ဆောင်းပါးကိုနားထောင်ကြည့်တော့မှာပဲသူများတိုင်းပြည်တွေမှာဒီမိုကရေစီဘယ်လိုကျင့်သုံးတယ်လဲအုပ်ချုပ်ရေးအာဏာနိုင်ငံရေးအာဏာဘယ်လိုကျင့်သုံးတယ်လဲဆိုတာကိုလုံးဝမသိပဲပေါ်ထွက်လာတဲ့အခြေခံဥပဒေကိုကန့်ကွက်နေတာရှုံချပြောဆိုနေတာသိခဲ့ရပါတယ်။ပေါ်ထွက်လာမဲ့အခြေခံဥပဒေအရတင်မြောက်မဲ့သမရကိုတိုင်းကျော်ကဘာကြောင့်များအာဏာရှင်တယောက်ဖြစ်ဆွဆွဲပြောဆိုနေတယ်လဲဆိုတာနားထောင်ကြည့်အောင်။နားဆင်ရမှာကတော့ပြင်ပဆောင်းပါးရှင်တိုင်းကျော်ရဲ့မြမရေးရာသုံးသက်ဆရာအစီအစဉ်ဖြစ်ပါတယ်။သမရလို့အမည်တက်ထားတဲ့အာဏာရှင်တယောက်ကအုပ်ချုပ်မဲ့ဖွဲ့စည်းပုံမျိုးဖြစ်ပါတယ်။သမရကိုအာဏာရှင်တယောက်လို့ပြောရတဲ့အကြောင်းရင်းကအဲ့ဒီသမရဟာဝင်ကြီးဌာနတွေတတ်မှတ်မယ်နိုင်ငံမှာသူပြီးရဲ့လုတ်ပိုင်ခွင့်အရှိဆုံးလူတွေဖြစ်လာမဲ့ဝန်ကြီးတွေဒုဝန်ကြီးတွေရှေ့နေချုပ်ဒုရှေ့နေချုပ်စည်ရင်းစစ်ချုပ်ဒုစည်ရင်းစစ်ချုပ်ယာတို့ဝန်တိုင်းနဲ့ပြည်နယ်တွေရဲ့ဝန်ကြီးချုပ်တွေတရားသူကြီးချုပ်တရားလွှတ်တော်ရေးတရားသူကြီးတွေအားလုံးကိုသူတယောက်တည်းကခန့်မှာဖြုတ်မှာမို့လို့ပဲဖြစ်ပါတယ်။ဝန်ကြီးတွေဒုဝန်ကြီးတွေရှေ့နေချုပ်ဒုတိယရှေ့နေချုပ်စည်ရင်းစစ်ချုပ်ဒုတိယစည်ရင်းစစ်ချုပ်ယာတို့ဝင်စတာတွေကိုသမရကခံထားတာအထက်လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ခံထားတာဟာမြန်မာနိုင်ငံတနိုင်ငံတည်းတွင်မဟုတ်ပါဘူးတခြားနိုင်ငံတွေမှာလည်းတခြားသမရစနစ်တွေမှာလည်းအမေရိကန်နိုင်ငံမှာလည်းဒီလိုပါပဲအမေရိကန်နိုင်ငံမှာဆိုရင်ဝန်ကြီးတွေဟာသမရရဲ့သဘောကျတဲ့လောက်ပဲတာဝန်ထမ်းဆောင်နိုင်ခွင့်ရှိပါတယ်သမရကသဘောမကျတော့ဘူးဆိုရင်ဖြုတ်နိုင်ခွင့်ရှိပါတယ်ပေါ်ထွက်လာမဲ့အခြေခံဥပဒေအရဆိုရင်တရားရုံးချုပ်တရားသူကြီးတွေကိုလည်းတရားရုံးချုပ်တရားသူကြီးချုပ်ကိုလည်းသမရကလွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့အတည်ပြုချက်နဲ့ခံထားနိုင်ခွင့်ခံထားရရှိပါတယ်ခံထားရမှာဖြစ်ပါတယ်တရားရုံးချုပ်တရားသူကြီးတွေကိုသမရကသူ့သဘောနဲ့သူဖြုတ်ပိုင်ခွင့်မရှိပါဘူးအုပ်ချုပ်ရေးအာဏာမဟုတ်တဲ့အတွက်ဝန်ကြီးတွေကိုဖြုတ်တယ်လို့သမရကသူ့သဘောနဲ့သူတရားသူကြီးချုပ်တရားရုံးချုပ်တရားသူကြီးတွေကိုဖြုတ်ပိုင်ခွင့်မရှိပါဘူးလွတ်တော်ကိုယ်စားလှယ်သုံးပုံနှစ်ပုံရဲ့သဘောတူညီချက်နဲ့သာဖြုတ်ပိုင်ခွင့်ရှိပါတယ်တရားစီရင်ရေးအာဏာနဲ့ပတ်သက်တဲ့အသေးစိတ်မူတွေကိုဖတ်ကြည့်ရင်သိနိုင်ပါတယ်ဒါတောင်မှတရားရုံးချုပ်တရားသူကြီးတွေကိုဖြုတ်နိုင်တဲ့အကြောင်းရင်းတွေကိုလည်းတိတိကျကျသတ်မှတ်ထားပါသေးတယ်ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေကိုဖြုတ်တာနဲ့ပတ်သက်ပြီးမသိပါဘူးမမှတ်မိဘူးအဲ့လိုမသိတဲ့မမှတ်မိတဲ့အတွက်ဘာမှမပြောနိုင်ပါဘူးဒါပေမဲ့ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေကိုသမရကခံထားတဲ့နဲ့ပတ်သက်ရင်တော့ကျွန်တော်မှတ်မိတဲ့လောက်ပဲပြောနိုင်ပါတယ်အသေးစိတ်မူတွေကိုမိမိတို့ဘာသာမိမိတို့ပြန်ဖတ်ပြီးဟုတ်မဟုတ်စစ်စစ်ကြပါမှတ်မိတဲ့လောက်ပြောရရင်တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကိုတိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကရွေးချယ်ပြီးသမရကအတည်ပြုချက်နဲ့သမရရဲ့အတည်ပြုချက်နဲ့ခံထားရမှာဖြစ်ပါတယ်။ဘာကြောင့်များသမရရဲ့အတည်ပြုချက်ရယူဖို့လိုတယ်လဲဆိုတာရယူဖို့လိုတယ်လို့ရေးထားအခြေခံဥပဒေမှာရေးထားရတယ်လဲဆိုတာနည်းနည်းရှင်းပြပါမယ်။တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကရွေးချယ်လိုက်တဲ့တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေဟာလက်မခံနိုင်လောက်တဲ့လူဆိုရင်သမရကပယ်ချနိုင်အောင်လုပ်ပါဥပမာအနေနဲ့ပြောရရင်တရှိထင်ရှားရှိသူတူတယောက်ရဲ့အနာဂတ်ကိုမထိခိုက်စေပဲဥပမာအနေနဲ့ပြောရရင်ဘရင်မျိုးသားစီယုံကသမရဆိုရနဲ့ငြိမ်းချမ်းရေးယူပြီးရွေးကောက်ပွဲဝင်ကဘရင်ပြည်နယ်လွှတ်တော်မှာလွှတ်တော်အမတ်အများစုရဲ့ထောက်ခံမှုနဲ့ပထမန်းရှာလိုလူမျိုးကိုဝန်ကြီးချုပ်အဖြစ်ရွေးချယ်မယ်ဆိုပါစို့ဒါဆိုရင်
သမရကဖရိုမန်ရှာလိုလူမျိုးကိုအတိမပြုတ်ပဲနေခြင်းဖြင့်ဖရိုမန်ရှာလိုလူမျိုးကိုဝန်ကြီးချုပ်အဖြစ်မရွေးချယ်နိုင်အောင်တားဆီးမှာဖြစ်ပါတယ်ဒါဟာလဲလုံးလုံးလက်မခံနိုင်လောက်တဲ့ဝန်ကြီးချုပ်လောင်းကိုပယ်ချဖို့ပဲဖြစ်ပါတယ်လက်ခံနိုင်လောက်တဲ့ဝန်ကြီးချုပ်လောင်းတွေအများကြီးရွေးချယ်စရာကြံသေးတဲ့အတွက်တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာဝန်ကြီးချုပ်ရွေးချယ်နိုင်ခွင့်အာဏာဟာအကျွေးမဲ့မဟုတ်ပေမဲ့ရွေးချယ်ခွင့်အာဏာအများစုရှိသေးတဲ့အတွက်တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေရဲ့လုပ်ပိုင်ခွင့်ကိုချိုးဖောက်ရမကြပါဘူးအထူးသဖြင့်တိုင်းသားပြည်နယ်လွှတ်တော်တွေရဲ့လုပ်ပိုင်ခွင့်ကိုချိုးဖောက်ရမကြပါဘူးနိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်သမ္မတကပြည်နယ်လွှတ်တော်တွေကိုအနည်းငယ်ကန့်သတ်ထားတဲ့သဘောပါဒါဆိုရင်မေလမှာကျင်းပမဲ့ဆန္ဒခံယူပွဲကအတည်ပြုပေးမဲ့အခြေခံဥပဒေဟာအာဏာရှင်သမ္မတစနစ်တစ်ခုမွေးထုတ်ပေးမယ်လို့တိုင်းကျော်ဆွဆွဲပြောဆိုသလိုမဟုတ်ဘူးဆိုတာသိလောက်ပါပြီ